Every mystery forms a complex web. But pull the right strand, and it's a straight line to the answer. Okay guys ထုံးစံတိုင်းပဲ Burmese မှာပဲကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် Spider-Man ဒီနာမည်ကိုကြားလိုက်တာနဲ့ရောင်စုံဝိဆုံကြီးနဲ့ဟာသားတွေပြောတတ်ပြီးလူတိုင်းကိုကဲတင်နေနေတဲ့ Peter Parker ကိုပြေးမြင်ကြမှာပါဒါပေမဲ့အလင်းအောင်မရှိတဲ့အမောင်တို့ဖုံးလွှမ်းနေတဲ့စကြဝဠာတစ်ခုမှာအောင် Spider-Man ဆိုတာဘယ်လိုပုံစံဖြစ်နေမလဲဒီနေ့ကျွန်တော်ပြောပြပြီးတော့မယ်အကြောင်းအရာကတော့ Art 90214 Marvel Noir Universe ဖြစ်တဲ့ဒီလောကမှာသူရဲကောင်းနေဆိုတာမရှိဘူးတရားမျှတမှုဆိုတာကိုငွေနဲ့ဝယ်လို့ရတယ်ပြီးတော့ဒီ universe က Spider-Man ဟာရန်သူတွေကိုပင်းကူကျိုးနဲ့ဖမ်းမဲ့အစားတနတ်တွေနဲ့အဆုံးစီရင်မှုဝေမလေးတဲ့သူတယောက်လည်းဖြစ်တယ်သူဘလို့ဖြစ်တည်လာတယ်လေသူ့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တမိုင်းကြောင်အောင်ဘာလဲဆိုတာကိုဒီဗီဒီယိုမှာအဖြူမဲမြင်ကွင်းနေတဲ့အတူအဆုံးထိစီးမျောခန်းစားကြည့်လိုက်ကြရအောင်ဗီဒီယိုလေးကနည်းနည်းရှေ့မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကိုတိုက်တွန်းနေပါတယ်ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုရင် like share subscribe လုပ်ပြီးတော့ဗီဒီယိုလေးကိုအခုပဲစလိုက်ကြရအောင် Okay ဇလန်းလေးရဲ့အစက1933ခုနှစ်ဇန်နဝါရီလရဲ့ချမ်းအေးလာတဲ့နယူးယောက်မြို့ညတညမှာ Daily Bugle သတင်းစာတိုက်ရှိကိုရဲကားတွေအလောတကြီးဆိုက်ရောက်လာခဲ့ပါတယ်ရဲအရာရှိတွေကသတင်းစာတိုက်တဲ့ဝင်ရောက်လာပြီးတော့ editor ချုပ် Jonah Jameson ရဲ့ရုံးခန်းဘယ်မှာလဲဆိုတော့ဒေါသတကြီးမေးမြန်းခဲ့ကြပါတယ်ရုံးခန်းရှိကအမျိုးသမီးဝန်ထမ်းကဘာဖြစ်လို့လဲမေးမြန်းတဲ့အခါမှာတော့ရဲအရာရှိတအူးကနေပြီးတော့မိမိကိုယ်ကို Jonah Jameson မှာလို့ပြောတဲ့လူတယောက်ကသူအပြစ်ခံရတယ်ဆိုပြီးရဲစခန်းကိုဖုန်းဆက်လာတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်ဒီသတင်းကြောင့်အားလုံးကထိတ်လန့်သွားခဲ့ရတယ်လက်ရှိ Jameson ရဲ့ရုံးခန်းထဲမှာတစုံတစ်ယောက်ရှိနေတာကြောင့်ရဲတွေကပို့ပြီးတော့တန်တရားဖြစ်သွားခဲ့ပါတယ်နောက်ဆုံးမှာရဲအရာရှိတွေကတနက်တွေကိုစီထုတ်လိုက်ပြီးတော့အမျိုးသမီးကိုတကားနာကနေဖယ်ခိုင်းကဘယ်သူမှမလုံနဲ့လို့အမိတ်ပေးရင်ရုံးခန်းထဲကိုစီးနှင်းဝင်ရောက်ဖို့ပြင်ဆင်လိုက်ကြပါတယ်ရဲတွေကရုံးခန်းထဲကိုစီးနှင်းဝင်ရောက်သွားတဲ့အခါမှာတော့တနက်ကင်လာတဲ့ Spider-Man ကိုမြင်ဝါးထင်ထင်တွေ့လိုက်ရပါတော့တယ်သူပဲဒါ Spider-Man ပဲသူ Jameson ကိုပြစ်တက်လိုက်ပြီလို့ရဲတွေကတုံလုံးစွာအော်ဟစ်ကြပါတယ် Spider-Man ကနေပြီးတော့အေးအေးဆေးဆေးလောက်ကြပါတငယ်ချင်းတို့ရာခမားတို့မြင်နေရတယ်လို့မဟုတ်ပါဘူးလို့အေးအေးဆေးဆေးရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့ရဲတွေကတော့တနတ်ချဖို့အမိတ်ပေးသူ့ရဲ့ထူးဆန်းတဲ့စွမ်းအားတွေကိုတတိထားဖို့အချင်းချင်းတတိပေးနေကြပါတယ်အချင်းတွေကပုံမတင်းမာလာတာကြောင့် Spider-Man ကရှင်းပြလို့မရတော့တာကိုသိလိုက်ပြီးသူ့ရဲ့ပင်းကူမြင်ကိုတုံးကရဲတယောက်ကိုတားဆီးလိုက်ပါတယ်ထို့နောက်ရဲတွေရဲ့ကြီးစံတွေဂျားကနေပြတင်းပေါက်ကတဆင့်အပြင်ဘက်ကိုလှုပ်ခနဲ့ခုန်တော့ကထွက်ပြေးလွတ်မြောက်သွားပါတော့တယ်ရဲတွေကလည်းအဲ့ဒီမှာရက်လိုက်စမ်းဒီလူထူးလူစမ်းကောင်လို့ဒေါသတကြီးအော်ဟစ်ရင်နောက်ကနေလိုက်လံပြက်ခတ်ကြံရိတ်ခဲ့ကြပါတယ်မတေကြဘူးတစ်ချက်တော့မှန်သွားတယ်ထင်တာပဲလို့ပြန်လဲဖြေကြားခဲ့ပါတယ်ရုံးခန်းအတွင်းမှာတော့သွေးတွေပေးကြံနေတဲ့လက်တစ်ဖက်နဲ့အတူဓာတ်ပုံတွေပြန်ကျဲနေပြီးအခြေအနေကိုကြည့်ရှုနေသူတို့ကဒီလူထူးလူစမ်း Spider-Man နဲ့ပတ်သက်ပြီး Jameson ပြောခဲ့တာတွေကမှန်နေပုံပဲလို့မှတ်ချက်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့နှင်းတွေဖုံးလွှမ်းနေတဲ့မျိုးပြအခြေအနေကြီးကိုကြည့်ရင်ဟုတ်တယ်ဒီလိုဖြစ်သွားတာ Jameson အတွက်တော့ကျေနပ်စရာအကောင်းဆုံးနေ့ဖြစ်သွားမှာပေါ့လို့ဆိုလိုက်ပါတော့တယ်နောက်စာမျက်နှာတစ်ခုမှာတော့လွန်ခဲ့တဲ့3ပတ်ခန့်ကအချိန်ပြန်ရောက်ရှိသွားပါတယ်အဲ့ဒီအချိန်မှာနယူးယောက်မြို့မှာဆောင်းရာသီကအတော်လေးကိုပြင်းထန်နေခဲ့ပါတယ် Riverside Drive အောက်ဘက်က Hudson မြစ်တစ်လျှောက်မှာတော့အခြေမဲ့အနေမဲ့တွေနေထိုင်ကြတဲ့တဲဆုံမြို့လေးတစ်မျိုးပေါ်ပေါက်နေခဲ့တာပေါ့အဲ့ဒီအချိန်မှာ Daily Bugle ရဲ့ editor ချုပ် Jameson ကသတင်းတောက် Van Urich ကိုအပြင်မှာတကယ်ဘာတွေဖြစ်နေလဲဆိုတာအများပြည်သူသိအောင်ငါအတွက်ဓာတ်ပုံတွေတက်ရိုက်ခဲ့ကြဆိုပြီးပြောပါတယ်ပြီးတော့စိတ်ပြက်အားငယ်နေတဲ့မိန်းမတွေနဲ့အဝတ်စုပ်တွေဝတ်ထားတဲ့ကလေးတွေရဲ့ပုံသူတို့မျက်လုံးထဲကငတ်မှုခေါင်းပါမှုတွေကိုလူတွေမြင်ပြီးငိုရလောက်မဲ့ပုံမျိုးတွေငါလိုချင်တာဆိုပြီးအမိတ်ပေးခဲ့ပါတယ် Van Urich ကအဲ့ဒီနေရာကိုရောက်သွားတဲ့အခါမှာတော့လမ်းဘေးမှာမီးလုံနေတဲ့အမျိုးသားတအုပ်ကိုတွေ့ပြီးဓာတ်ပုံရိုက်ခွင့်တောင်းခဲ့ပါတယ်အဲ့ဒီအမျိုးသားက Daily Bugle သတင်းစာတိုက်ကမှတည်သွားတဲ့အခါမှာတော့တယော်တဲ့အနေနဲ့သူ့အင်ကြီးကြားထဲမှာထည့်ထားတဲ့သတင်းစာတွေကိုပြပြီး Bugle ကသတင်းစာကောင်းပါပဲဒီမှာကြည့်တယ်အားကစားစာမျက်နှာတွေကိုငါဖက်နှက်ထဲမှာခင်းထားတယ်စီးပွားရေးကဏ္ဍကိုတော့ငါဖင်တုပ်ကိုတိန်းထားတယ်ဆိုပြီးတော့လောင်ပြောင်ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူအုပ်ကြီးစုဝေးနေတဲ့နေရာကိုကြည့်ပြီး Urich ကဘာဖြစ်နေတာလဲလို့မေးမြန်းရမှာတော့အဲ့ဒီအမျိုးသားကအဲ့ဒါမေးပါကလေ
သူ့ရဲ့ရဲဘော်တွေကိုတက်ကြွအောင်ဟောပြောနေတာလို့ပြန်ဖြေခဲ့ပါတယ်မေပါကာကတော့အုတ်ချုပ်သူလူဒန်းစားတွေတုံလို့ပါစေအခြေခံလူဒန်းစားတွေမှာသူတို့ရဲ့တန်ချေခြင်းတွေကလွဲလို့ဆုံးစရာဘာမှမရှိတော့ဘူးဆိုတဲ့ပြင်းထန်တဲ့မိန့်ခွန်းတွေကိုဟောပြောနေခဲ့ပါတယ်မေပါကာဟာလူအုပ်ကြီးရှေ့မှာရဲရဲဝံ့ဝံ့နဲ့ဟောပြောချက်တွေကိုဆက်လက်တင်ပြနေပါတယ်သူမကလွန်ခဲ့တဲ့3နှစ်ကတမရဟူဗာကခမားတို့ရဲ့အလုတ်ကင်တွေမြဲလိမ့်မယ်လို့ပြောခဲ့ပေမဲ့အခုတော့လူပေါင်း73တန်းကျော်အလုတ်လက်မဲ့ဖြစ်နေကြပြီစင်းရဲတာကလွဲလို့ဘာအပြစ်မှမရှိပဲပြည်သူတွေကိုအစိုးရကစစ်တပ်တွေတင်ကားတွေတုံးပြီးတော့နှိမ်နှင်းနေတာခမားတို့မြင်တဲ့အတိုင်းပဲလို့ကြွေးကြော်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ Goblin ရဲ့လက်ပါစီလူမိုက်အုပ်စုဖြစ်တဲ့ Enforcer, Arch, Fancy Dan နဲ့ Montana တို့ရောက်ရှိလာပြီးတော့အဖွားကြီးစင်ပေါ်ကစင်စံအမေရိကရဲ့လုံပုံလုံနည်းကိုမကြိုက်ရုရှားကရဲဘော်တွေပဲတွားလိုက်တော့လို့လောင်ပြောင်နှောက်ယှက်လာကြပါတယ်မေပါကာကလည်းမကြောက်ရွံ့ပဲလူငယ်လေးငါနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာငါ့ကိုလွတ်လပ်စွာပြောဆိုခွင့်ပေးထားတယ်လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်အခြေအနေတွေပိုဆိုးလာပြီးလူမိုက် Osh ကမေပါကာကိုစင်မောင်ကနေဆွဲချဖို့ကြိုးစားတဲ့အခါမှာတော့လူအုပ်တွေကလူငယ်လေးတယောက်ပီတာပါကာထွက်လာပြီးတော့ငါတော့လက်ဖြားနဲ့တော့လာမထီးနဲ့ထိရင်တော့ငါကလို့ငင်ရောက်တားစီဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လူမိုက်ကြီး Osh ကမင်းအိပ်ရမယ့်အချိန်ရောက်ပြီးခလေးလေးလို့ပြောရင်လူငယ်လေးရဲ့ဘိုက်ကိုလက်တီးနဲ့ခပ်ဖြည်းဖြည်းထိုးချလိုက်ပါတော့တယ်လူမိုက်ကြီး Osh ရဲ့အထိုးခံလိုက်ရတဲ့ပီတာပါကာဟာနာကျင်လုံးလို့မျက်လုံးတော့မဖွင့်နိုင်ပဲလဲကျသွားခဲ့ပါတယ်ဒါအောင်မြင်တဲ့မေပါကာကအဲ့ဒီကလေးကိုလွတ်လိုက်စမ်းလို့ဒေါသတကြီးအော်ဟစ်သားစီခဲ့ပေမဲ့မွန်တာနာကသူ့ရဲ့ကြိုးကွင်းနဲ့မေပါကာကိုရုတ်တရက်ဖမ်းပစ်လိုက်ပါတယ်။အော့ရှ်ကလည်းလဲကျနေတဲ့ပီတာကိုကြည့်ပြီးအိပ်ပျော်သွားလိုက်တော့တားကြီးလို့လောင်ပြောင်လိုက်တယ်လို့မွန်တာနာကလည်းရုန်းကန်နေတဲ့မေပါကာကိုခဏလောက်ငြိမ်နေစမ်းမှာအဖွားကြီးရလို့ပြောပြီးအနိုင်ကျင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမောင်တဲကနေကင်မရာမီဒီဖလက်ရုတ်တရက်ပွင့်ထွက်သွားပြီးဘန်ဥရစ်ကကဲအားလုံးပဲပြုံးလိုက်ကြအောင်လို့ပြောရင်လူမိုက်တွေရဲ့လောက်ရက်ကိုတက်တည်အဖြစ်ဓာတ်ပုံကြီးလမ်းယူလိုက်ပါတယ်လူမိုက် Fancy Dan ကကြည်စံဘန်ဥရစ်ပါလားထုံးစံတိုင်းအညစ်အကြေးတွေကြားတဲ့ကနေနှာခေါင်းလာနိုင်ပြန်ပြီလားဆိုတော့မကြည်မနှက်ဖြစ်သွားပါတယ်ဘန်ဥရစ်ကတော့စိုးရိမ်ခြင်းမရှိပဲနဲ့မင်းတို့မျက်နှာတွေကိုမနှက်ပြန်ဘတ်ကတင်းစာမျက်နှာဖုံးမှာမြင်ကြလားဒါမှမဟုတ်အခုပဲနောက်ဆုတ်ပြီးဒီလိုတွေကိုတူတို့ဘာသာလွတ်လွတ်လပ်လပ်နေခွင့်ပေးမလားလို့ရဲရဲဝံ့ဝံ့ရာစားတံပေးပြီးတားဆီးလိုက်ပါတော့ဘန်ဥရစ်ရဲ့ချင်းချောင်းမှုကြောင့်လူမိုက် Osh ကဒေါသတကြီးနဲ့ယူရစ်ရဲ့အင်ကြီးကော်လာကိုဆွဲပြီးမင်းရဲ့ကင်မရာကိုရိုက်ခွဲပစ်လိုက်ရင်ရောဘလို့နေမလဲပြီးတော့မင်းရဲ့လက်ချောင်းတွေကိုတစ်ချောင်းချင်းစီချိုးပစ်မယ်အဲ့ကြရင်မင်းဘလို့တရင်ရေးအောင်လဲကြည်ရသေးတာပေါ့လို့ပြန်လဲတုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့လူမိုက်အုပ်စုရဲ့ခေါင်းဆောင်ဖြစ်ပုံရတဲ့ Fancy Dan ကတော့တော်တော် Osh သူကငါတို့အတွက်အသားစီးဖြစ်နေတယ်မင်းကန်ဆန်းနေတာတော်တော်လွန်နေပြီးဥရစ်ဆိုပြီးတော့နောက်ဆုတ်ဖို့အမိတ်ပေးလိုက်ပါတယ်ဘန်ဥရစ်ကလဲကျနေတဲ့ပီတာစီကိုတွားပြီးတော့အဆင်ပြေရဲ့လားလို့မေးမြန်းခဲ့ရမှာတော့ပီတာကအဆင်ပြေပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးလို့အားသိပြီးပြန်ဖြေခဲ့ပါတယ်မေပါကာကဘန်ဥရစ်ကိုကျေးဇူးတင်စကားဆိုခဲ့ဥရစ်ကလည်းသူတို့အိမ်ပြန်ပို့ပေးဖို့ကားစီကိုခေါ်ဆောင်သွားပါတယ်သူတို့ထွက်ခွာတော့ကြည့်ပြီး Osh ကအဲ့ဒီကောင်ကိုဘတော့တင်ကန်းလာပေးရမလဲလို့မေးတဲ့အခါမှာတော့ Fancy Dan ကမကြခင်မော Osh မကြခင်မောလို့ဆိုပြီးဓာတ်တစ်ချောင်းကိုထုတ်ကချင်းချောက်တဲ့အမူအရာနဲ့ကြံစီနေခဲ့ပါတော့ဘန်နူရစ်ကဘော်ရီလူမှုဝန်ထမ်းစင်တာကိုကြည့်ပြီးဒါကတော်လန်ရေးတွေစတင်ရနေရဘောလို့ဆိုလိုက်တဲ့အခါမှာတော့မေဘာကာဟာသူတို့ဟာအချိန်မဲ့အနေမဲ့တွေကိုအစားတောင်းနဲ့ခိုးလုံရပေးနေရတော့ဖြစ်ကြောင်းဒါကိုပဲအချို့လူတွေကဆိုရှယ်လစ်စနစ်လွန်ကဲတယ်လို့ထင်နေကြကြောင်းပြန်လည်ရှင်းပြခဲ့ပါတယ်အဒီနောက်မှာတော့ပီတာကရုံးခန်းတကားတွေမှာတတ်ထားတဲ့တန်စကားတွေကိုပြပြီးကျွန်တော်ဦးလေးအန်ကယ်ပန်ကိုဂေါဘလင်ရဲ့လူမိုက်တွေတက်လိုက်ပြီးတဲ့ဒါတွေကိုတတ်ထားရတာလို့ပြောလိုက်ခဲ့ပါတယ်ဘန်ဝရစ်ကလည်းစိတ်မကောင်းဖြစ်ရကြောင်းဆိုပေမဲ့မေပါကာကတော့အန်ကယ်ဘန်ကိုတတ်တာဂေါဘလင်ရဲ့လူတွေမှတတ်တယ်မရှိဘူးလို့ဖြောင်းပြဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ပီတာကတော့ကျွန်တော်တိတာပေါ့လို့ယုံကြည်ချက်အပြည့်နဲ့ပြန်ပြောခဲ့ပါတယ်โอเคဒီ comment ထဲက villain လေးအကြောင်းကိုနည်းနည်းပြောလိုက်အောင်သူ့နာမည်က Norman Osborn သူ့ကိုဒီ universe မှာ The Goblin လို့ခေါ်ကြပါတယ် The Goblin လို့ဘာလို့ခေါ်ရတာလဲသူကအစကပျက်စီးနေတဲ့စက်ကပ်ပွဲတွေနဲ့ကာနီဗယ်ပွဲတွေတဲကနေထူးဆန်းတဲ့တူတွေကိုလိုက်လံစုဆောင်းပြီးတော့ဂိုင်းတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ် Goblin ရဲ့လက်ပါစီဖြစ်တဲ့ The Enforcer အဖွဲ့ဝင်တွေလည်းပြောလို့ရတယ်အဲ့ဒီအဖွဲ့ဝင်တွေကအရင်ကစက်ကပ်အဖွဲ့သားတွေဖြစ်ကြပြီးတော့ဥပမာအားဖြင့် Craven ကအရင်ကတားရဲတိရစ္ဆာန်လေ့ကျင့်ပေးတဲ့သူတယောက်ဖြစ်ခဲ့ပါတယ်
အဆိုးဆုံးကတော့ The Vulture ပါပဲကျွန်တော်တို့အခုချိန်ကြီးမြင်တွေ့ခင်ရတဲ့ The Vulture ဟာ Spider-Man နဲ့ကားတွေထဲမှာအတောင်ပံနဲ့အဖိုးကြီးတစ်ယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီ universe မှာတော့အသားစားမိစ္ဆာကောင်ကြီးတစ်ကောင်ဖြစ်နေခဲ့ပါတယ်The Enforcer ဆိုတဲ့အဖွဲ့ဝင်ဟာပီတာပါကာရဲ့ဦးလေးဘန်ကိုတတ်တဲ့အခါမှာသူတို့ကရိုးရိုးတတန်တက်ပစ်တာမဟုတ်ပဲနဲ့အန်ကယ်ဘန်ကိုအရှင်လက်လက်ဝိုင်းရိုက်ပြီးမှ Vulture ကအသားတွေကိုစားပစ်လိုက်တာဖြစ်ပါတယ်ပီတာပါကာဟာသူ့ဦးလေးရဲ့ခန္ဓာကိုအစိမ့်စိမ့်အမွှားမွှားဖြစ်နေတာကိုကိုယ်တိုင်မြင်ခဲ့ရတာပါဒါအပြင် Craven, Charmeleon တို့ကလည်းဒီကဘာမှာတကယ်ကိုရက်ဆက်တဲ့လူတက်သမားတွေဖြစ်နေကြပါတယ်ဒါကို Van Urich ကလည်းအဲ့ဒီမှာမျက်မြင်တက်တည်ဖြစ်ရှိနေခဲ့ပါတယ် Van Urich ကပီတာပါကာကိုမပြောပြပဲနဲ့သူ့ရဲ့စိတ်ထဲမှာအပြစ်စိတ်နောင်တရတဲ့စိတ်တစ်ခုဖြစ်နေတစ်သက်လုံးဖုံးကွယ်တာပါတော့တယ် Van Urich ကအန်ကယ်ဘန်ကိုတတ်တဲ့အချိန်မှာမျက်မြင်တစ်ယောက်ဖြစ်ခဲ့ရုံနဲ့မကပဲနဲ့အဲ့ဒီလောက်ရက်ကိုမသားစီခဲ့ပဲနဲ့ Goblin စီကနေငွေယူပြီးတော့ဒီတဲ့ကိုဖုံးကွယ်ပေးခဲ့ပါတယ်ဒီလိုနဲ့သူကအမှန်တရားကိုရောင်းစားပြီးတော့ Goblin ရဲ့လူယုံတစ်ယောက်ဖြစ်လာခဲ့တာပါပီတာရဲ့ဖြူစင်တဲ့မျက်လုံးတွေကိုသူကကြည့်လိုက်တိုင်းသူကသူ့ရဲ့အပြစ်တွေကိုပြန်မြင်နေရပြီးတော့ဒီကလေးကတော့ငါ့လိုလူညစ်တစ်ယောက်မဖြစ်ပါစေနဲ့ဆိုပြီးပြောနေခဲ့ပါတယ်နောက်ဆုံးမှာပီတာပါကာတယောက်ကဘန်ဥရစ်ရဲ့လက်ထောက်အဖြစ်အလုပ်လုပ်ခဲ့ပါတယ်ပီတာပါကာကမောပန်းနွမ်းနယ်မှုမရှိပဲနဲ့အားရင်တွေပြည့်နှက်နေပြီးညာတိုင်းလိုဥရစ်နဲ့အတူလမ်းပေါ်မှာထွက်ကမျိုးပြရဲ့ယူတူမှုတွေနဲ့ဝမ်းနေစရာအဖြစ်အပျက်တွေကို Daily Bugle သတင်းစာတော့ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ရပါတယ်တရက်မှာတော့ပီတာဟာသတင်းစာတိုက်အတွက်ညှိနှက်ပိုင်း late edition ကိုအချိန်မီပြီးတတ်နိုင်ခဲ့လို့ဝမ်းသာအားရနဲ့ Van Urich ကိုသတင်းလာပို့ပါတယ်ဒါပေမဲ့ Urich ကတော့အရက်မူးပြီးတော့ကလထိုင်ပေါ်မှာမိန်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဖုန်းတန်မြည်လာပြီးတော့ပီတာကဝင်ကင်လိုက်ပါတယ်ဖုန်းထဲကလူကသူ့ကိုယ်သူ The Fly လို့မိတ်ဆက်ပြီးတော့ The Spider Urich ရဲ့နာမည်ရှိလာလို့မေးပါတယ်ပီတာက Urich ကိုနိုးမရတဲ့အတွက်သူကိုယ်တိုင်ပဲ Urich အမှန်နဲ့ဖုန်းကိုဆက်နားထောင်လိုက်ပါတယ်သတင်းပေးသူကဒီညမနက်တနာရီမှာ PR57 စိတ်ကန်းက Ronnie တွေးကုန်ကိုတောင်မှာအလုပ်တစ်ခုရှိတယ်ဆိုပြီးပြောပါတယ်သူ့ရဲ့သတင်းအရ Goblin ရဲ့လူမိုက်တွေက Metropolitan ပြတိုက်ကိုပို့မဲ့ရှေ့ဟောင်းပစ္စည်းတစ်တာတွေကိုလမ်းခူးလက်ကနေခိုးယူဖို့ပြင်ဆင်နေကြတာပါပုံမှန်အတိုင်းပဲခင်ဗျားဒီသတင်းကိုတုံးနေဖြစ်စေမတုံးနေဖြစ်စေဒေါ်လာ40ပေးရမယ်လို့ပြောပြီးဖုန်းချသွားပါတယ်ပီတာက Urich တယောက်ဘာတွေရှုပ်ဝက်လုပ်နေလဲဆိုတာကိုတန်တရားဝင်သွားတယ်လို့ဒီသတင်းဟာ Goblin ကိုဖမ်းဆီးဖို့အခွင့်အရေးပဲလို့ယူဆပြီးစိတ်ကန်းစီကိုပိုးတိုင်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ် PR57 စိတ်ကန်းက Ronnie တွင်းကုန်ကိုတောင်ထဲမှာ Goblin ရဲ့လက်ပါစီတွေဖြစ်တဲ့ The Enforcer အဖွဲ့ဟာတစ်တာတွေကိုလာရောက်စစ်ဆေးနေကြပါတယ်အဲ့ဒီထဲမှာထူးဆန်းပြီးကြောက်စရာကောင်းတဲ့ပင်းကူရုပ်တုကြီးတစ်ခုကိုတွေ့လိုက်ရတဲ့အခါမှာမွန်တာနာကနေပြီးတော့ဒီအမိုက်တွေကို Goblin ကဘာလို့ဖို့စူဆောင်းနေတာလဲလို့မေးလိုက်ပါတယ် Fancy Dan ကတော့တထေးက Voodoo တို့ကျိန်စာတို့လိုထူးဆန်းတဲ့အရာတွေကိုဝါဒနာပါတာမင်းလည်းသိတာပဲလို့ပြန်ဖြေခဲ့ပါတယ်မွန်တာနာကဆက်ပြီးဒီရုပ်တုတွေကိုလှုပ်တဲ့မျိုးနွယ်စုတွေကကျိန်စာတိုက်ထားတယ်လို့ဘဂါသတင်းစာထဲမှာဖတ်ပူတယ်ဘယ်သူပဲဖြစ်ဖြစ်ဒါတွေကိုထိလိုက်ရင်တိတ်လိုက်မယ်လို့ပြောပြီးရုပ်တုကိုကြည့်ရင်ကြောက်လန့်နေပါတယ်ဒါကိုဘေးကနေကြည့်နေတဲ့ Osh ကမင်းကတော့ကျိန်စာတွေကိုကြောက်နေတုံးပဲလားလို့လောင်ပြောင်ရင်တစ်တာတွေကိုအမြန်တင်ဖို့အမိတ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအလုတ်သမားတွေတစ်တာကိုမနေရင် Osh ရဲ့ပေါ်ဆမှုကြောင့်တစ်တာကြီးကမြေပြင်ပေါ်ဝုန်းကနေပြိုကျပါတော့တယ်တစ်တာကြီးပွင့်ထွက်သွားပြီးတော့အဲ့ဒီထဲကနေလူတွေအလောင်းတွေထွက်လာမယ်လို့အားလုံးကထင်ထားခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းထွက်လာတာကတော့ရုပ်တုကြီးထဲမှာအုံးနဲ့ကျင်းနဲ့ပေါင်းအောင်နေကြတဲ့ထောင်တောင်းချီတဲ့အနက်ရောင်ပင်းကူအုပ်စုကြီးပဲဖြစ်ပါတယ်တစ်တာနားမှာရှိတဲ့အလုတ်သမားဟာသူ့ကိုယ်ပေါ်ကိုတတ်လာတဲ့ပင်းကူတွေကိုကြည့်ပြီးဒါတွေကပင်းကူတွေလားတယောက်ယောက်လှုပ်ကြပါအောင်လို့အော်ဟက်ကကြောင်းလန့်ကြလဲကျသွားပါတယ်ပင်းကူတွေကသူ့ရဲ့ခန္ဓာကိုယ်အနံ့ကိုစက္ကန့်ပိုင်းအတွင်းမှာလွှမ်းခြုံသွားပြီးတော့သူ့ကိုစတင်ကြိုက်ကြပါတော့တယ်အလုတ်သမားကသူတို့ကြိုက်နေပြီငါ့ကိုယ်ပေါ်ကဖယ်ပေးကြပါအောင်လို့အော်ဟစ်အကူကြီးတောင်းမိမယ်ဘေးနာလူမိုက်တွေကကျင်းစာတင်းနေတဲ့ဒီပင်းကူတွေကိုမထီရဲပဲကြောင်းလန့်ကြနဲ့ရက်ကြည့်နေကြပါတယ်အမောင်တဲကနေချောင်းကြည့်နေတဲ့ပီတာဘာကာကလည်းဒီမြင်ကွင်းကိုကြည့်ပြီးတုံလုံးခြောက်ချားနေရပါတယ်အဲ့ဒီအချိန်မှာပဲပင်းကူတစ်ကောင်ကပီတာရှိအောင်ရောက်ရှိလာပြီးတော့သူ့ရဲ့လက်ကိုအားပြင်းပြင်းနဲ့ကိုက်လိုက်ပါတော့တယ်ပီတာရဲ့ခန္ဓာကိုယ်ကချက်ချင်းဆိုလို့ထုံကျင်သွားပြီးအသီးစိတ်တွေလွတ်ထွက်သွားခဲ့ပါတယ်သူ့ရဲ့စိတ်အာရုံထဲမှာတော့ကြီးမားပြီးကြောက်စရာကောင်းတဲ့ပင်းကူနတ်ဖျား Spider God ကြီးကိုမြင်မှတ်လာပါတယ် Spider God ကပီတာကိုကြည့်ပြီးဘာလို့တုံလုံးနေရတာလဲလူသားလေး
ငါရဲ့ကြိုက်မှုဟာမကောင်းတဲ့စိတ်ရှိတဲ့လူတွေအတွက်တေခြင်းတရားကိုယူဆောင်လာတာပါမင်းတို့ကတော့တေခြင်းထပ်ပို့ပြီးကြီးမားတဲ့ဝေဒနာကိုတစ်ခုကိုငါပေးအပ်မယ်အဲ့ဒါကတော့စွမ်းအားရဲ့ကျင့်စာ the curse of power ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီစကားနဲ့အတူပီတာရဲ့ခန္ဓာကိုယ်ထဲကိုမယုံကြည်နိုင်စရာစွမ်းအင်တွေစီးဝင်သွားပါတော့တယ်ပင်းကူနတ်ဖျားရဲ့အကြိုက်ခံလိုက်ရပြီနော်ပီတာရဲ့အတိစိတ်တွေဝေဝါးလာပြီဘာတွေဖြစ်ကုန်တာလဲအိုဖျားတခင်လို့သူထိမ့်လန့်တကြားညီးတွားနေမိပါတယ်ပီတာပါကတယောက်ပြန်နိုးလာတဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကအရင်ကထက်ပိုမိုတန်မာပြီးထူးထူးခြားခြားတွက်လက်လာတာကိုတတိထားမိလိုက်ပါတယ်သူဟာတာမန်လူတယောက်မလုံနိုင်တဲ့နေရံတွေမျက်နှာကျက်တွေပေါ်မှာအလွယ်တကူကတ်တွယ်နိုင်တယ်လို့မြင်မာတဲ့နေရာတွေကနေလည်းလေထဲမှာဂျွန်းထိုးကုန်လွှားနိုင်တဲ့စွမ်းအားတွေရရှိလာခဲ့ပါတယ်။ organic web ဆိုတဲ့စွမ်းအားကိုလည်းရရှိခဲ့ပြီးတော့သူကိုယ်တိုင်တော့မယုံကြည်နိုင်အောင်ဖြစ်နေရပါတယ်။နောက်ဆုံးမှာတော့ပီတာကသူ့ရဲ့လက်တွေကိုအံ့ဩစွာနဲ့ပြန်ကြည့်ပြီးတော့ငါတော့ဒုက္ခပါပဲလို့ရေရွမိရင်သူ့ရဲ့လူသားဘဝကနေစပိုင်ဒါမန်နွားဖြစ်တရားဝင်ကူးပြောင်းတွဲခဲ့ပါတယ်။နောက်စာမျက်နှာတစ်ခုမှာတော့ပီတာပါကာရဲ့ဆရာဘန်အူရစ်နဲ့နော်မန်အော့စပွန်တို့စကားပြောနေတဲ့အချိန်မှာပဲနော်မန်အော့စပွန်ရဲ့အနောက်ကရုံးခန်းပြတင်းပေါက်ကမှန်ချက်ကြီးကိုပြင်းထန်လာတဲ့အရှိန်နဲ့ရိုက်ခွဲပြီးတော့အထဲကိုကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒါဟာစွမ်းအားတက်တွေရရှိလာတဲ့ပီတာပါကစပိုင်ဒါမန်နွားတယောက်အော့စပွန်ကိုဓာတ်ရိုက်စတင်ရင်ဆိုင်လိုက်တဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။မှန်ချက်ကြီးကိုရိုက်ခွဲပြီးဝင်လာတဲ့ပီတာဟာလျင်မြန်လုံးတဲ့အရှိန်နဲ့အော့စပွန်ရဲ့လူမိုက်တွေကိုစတင်တိုက်ခိုက်ပါတော့တယ်။သူဟာစပိုင်ဒါဂေါ့စီကရတဲ့စွမ်းအားတွေနဲ့အတူအနှံ့ရောင်ဝစ်စုံညနာဖုံးနဲ့အကာအကွယ်မျက်မှန်တွေကိုဝစ်ဆင်လာပြီးအော့စပွန်ရဲ့အနီးကလူယုံတွေကိုအလွယ်တကူပဲနှိမ်နင်းလိုက်ပါတယ်။နော်မန်အော့စပွန်ကတော့ဒီအခြေအနေကိုမြင်ပေမဲ့လုံးဝကြောက်လန့်ခြင်းမရှိပဲသူ့ရဲ့လူယုံမွန်တာနာကိုသူ့ပြစ်တက်လိုက်စမ်းလို့အမိတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ပီတာတနက်ကြည်စံတွေကိုရှောက်တိန်နိုင်ရင်လည်းမကပဲနဲ့မွန်တာနာကိုပင်ကူးရင်နဲ့ချုံတော်ပြီးတော့အနိုင်ယူလိုက်ပါတယ်။နောက်ဆုံးမှာပီတာအော့စပွန်ကိုယ်တိုင်လေဘင်းကနေဆွဲมาပြီးတော့ဒါတွေအားလုံးကိုရပ်တန့်လိုက်တော့လို့တတိပေးခဲ့တယ်။ဒါပေမဲ့အော့စပွန်ကတော့မောက်မာသွားနေပဲငါ့ကိုရိုက်မလားဖမ်းမလားမင်းငါ့ကိုရက်တက်ညင်တက်ပစ်ဖို့ပဲရှိတယ်ဆိုပြီးပြန်လဲစိန်ခေါ်လိုက်ပါတယ်။စပိုင်ဒါမန်ဟာအော့စပွန်ရဲ့စပွဲပေါ်မှာခံညားသာထိုင်ရင်ငါမင်းကိုတင်းစကားတကူပေးဖို့လာတာကော့ပလင်စတင်ပြောဆိုလိုက်ပါတယ်။သူကဆက်ပြီးတော့မြို့ထဲမှာရှိတဲ့ငွေညှစ်မှုတွေမူရစ်စေဝါတွေပြည်တစားလုပ်ငန်းတွေနဲ့ကာကွယ်ကတောင်းတဲ့လုပ်ငန်းတွေအားလုံးကိုချက်ချင်းရက်တန့်မှုပြက်ပြက်တသားတတိပေးလိုက်ပါတယ်။စပိုင်ဒါမန်ကဒါတွေကိုမင်းရက်တန့်မှုအစင်တက်ဖြစ်ပြီလားလို့မေးလိုက်တဲ့အခါမှာတော့အမြဲတမ်းမောင်းမာနေတတ်တဲ့အော့စပွန်ကပထမဆုံးအချိန်ပြီးစကားတွေထစ်အပ်သွားပြီငါဆိုပြီးဘာပြောရမှန်းမသိတော့အောင်တုံ့လောက်သွားတာကိုတွေ့ရပါတယ်အဲ့ဒီအချိန်မှာစပိုင်ဒါမန်ကရုံးခန်းထဲမှာရှိနေတဲ့ဘန်အူရစ်ကိုမြင်လိုက်ရပါတယ်အူရစ်ဆိုပြီးတော့အံ့ဩစွာနဲ့ခေါ်လိုက်ပြီးတော့စပွဲမှာတော့ဒီတက်တွေဓာတ်ပုံတွေနဲ့ပြန်ကျင်းနေတဲ့မှန်စားတွေကြားမှာကြံရစ်ခဲ့ပါတယ်အော့စပွန်ရုံးခန်းထဲကနေကြောက်လန့်တကြားထွက်ပြေးလာတဲ့ဘန်အူရစ်နောက်ကိုပီတာပါကတယောက်နင်းဖုံးနေတဲ့လမ်းမပေါ်မြင်မြန်စွာလိုက်လံတားဆီးခဲ့ပါတယ်ပီတာဒေါသတွေပြင်းနေနေတဲ့မျက်လုံးနဲ့ Orange ကိုနေရာမှာကပ်ပြီးမင်းဘယ်လိုလုပ်ဒါမျိုးလုံနိုင်ရတာလဲသူပေးတဲ့အညစ်အကြေးပတ်စံတွေကိုမင်းယူလိုက်တာလားဆိုပြီးပြင်းပြင်းထန်မေးခွန်းထုတ်ခဲ့ပါတယ်အမှန်တရားဘတ်တော်သားလို့သူယုံကြည်ခဲ့တဲ့ဆရာ Orange က Osborne စီကနေငွေယူပြီးတော့တက်တေတွေကိုဖျောက်ဖျက်လိုက်တဲ့အတွက်ပီတာကသူ့ကိုမင်းကအယက်သမားစေးသမားဖြစ်ပြီးသူကမင်းကိုခွေးတကောင်လိုဝယ်လိုက်တာပဲလို့ပြောဆိုကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ် Orange ကသူ့ရှေ့ကမျက်နှာဖုံးဆွတ်ထားတဲ့သူကပီတာဖြစ်နေမှတီးလိုက်ရတဲ့အချိန်မှာပီတာဆိုပြီးအံ့အားတင်ကတခုခုရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ယုံကြည်မှုတွေပြတ်ပြားသွားပြီဖြစ်တဲ့ပီတာကတော့ငါအနာကိုမလာနဲ့တော့ Rich မင်းရဲ့ဒီလိုလိန်ညာနေတဲ့မျက်နှာကိုငါနောက်တစ်ခါထပ်မမြင်နေတော့ဘူးလို့ပြက်ပြက်တပြောဆိုပြီးသူ့ရဲ့ဆရာတယောက်လိုအလေးထားရသူကိုစွန့်ခွာကအမောင်တို့တွေကိုပျောက်ကွယ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာ Norman Osborn က Urich ကိုရောက်လာပြီးတော့မင်းရဲ့အဆက်အသွယ်တွေကိုတုံးပြီးဒီမျက်နှာဖုံးနဲ့အယူကဘာတူလဲဆိုတာရှာပေးစမ်းပါကွာမင်းအတွက်ပတ်စံနေအများကြီးငါထပ်ပေးမယ်လို့ပြောလိုက်ပါတယ်ဒီတစ်ချိန်မှာတော့ Urich ကအရင်လိုမဟုတ်တော့ပါဘူးသူက Osborn ပေးထားတဲ့ငွေတွေကို Osborn ရဲ့မျက်နှာရှိမှလည်းလွှင့်ပစ်လိုက်ပြီးငါမင်းအတွက်အလုံးမလုပ်တော့ဘူးမင်းရဲ့ပတ်စံတွေကိုလည်းငါမလိုချင်တော့မင်းနဲ့ငါနဲ့ဒီမှာတည်းလမ်းခွဲကြစို့လို့ပြက်ပြက်တတာတုံ့ပြန်လိုက်ပါတယ် Urich ကအရာအားလုံးကိုဆွန့်လွတ်လိုက်တဲ့သူတယောက်ရဲ့ပုံစံနဲ့နင်းနေကြတဲ့မှာကြောခိုင်းထွက်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ Osborn ကဘာမှဆုံးစရာမရှိတဲ့လူငယ်တယောက်တိတ်ကိုအနေများတယ်လို့မှတ်ချက်ပြီး Urich တိုင်းစီထားတဲ့သူ့ရဲ့အရှုပ်တော်ပုံဖိုင်တွေကိုပြန်ရဖို့အတွက်အကြံစီအစ်စ်တွေစတင်ပါတော့တယ်။ Ban Urich ကသူ့ရဲ့အခန်းထဲမှာအရက်ခွက်တစ်ခွက်ကိုင်းအမှန်တရားကိုဖော်ထုတ်ဖို့ပြင်ဆင်နေတော့မှာပဲတကားခောက်တန်တဲ့သူတဏ္ဍာတမရောက်ရှိလာခဲ့ပါတယ်။ဒီညတော့ငါအမှန်တရားဘက်ကရက်တည်မယ်
ငါဘဝကိုငါပြန်ယူမယ်ဆိုတဲ့နောက်ဆုံးအတွေ့နဲ့ Ulrich ကတဏ္ဍာတမရဲ့လုံခြံတက်ဖြတ်ခြင်းကိုခံလိုက်ရပါတော့တယ်။တစ်ဖက်မှာလည်းပီတာပါကာသူ့ရဲ့ဦးလေးဘန်ပါကာရဲ့အတိတ်တွေကိုပြန်လည်သုံးသပ်နေခဲ့ပါတယ်။ဘန်ဟာစစ်ပွဲအတွင်းမှာရဲစန်းတက်သည့်အတွက်မီတယ်တစိမ့်တွေရခဲ့ပေမဲ့သူရဲကောင်းတစ်ယောက်လိုဘယ်တော့မှမခံစားခဲ့ရပဲသူ့ရဲ့စစ်ဝတ်စုံကိုအရှက်တရရှောင်ဖယ်သိမ်းဆည်းထားခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့ပီတာကတော့ဒီတစ်ချိန်မှာအန်ကယ်ဘန်ရဲ့လမ်းစဉ်တိုင်းမှာဟုတ်ပဲတရားမျှတမှုအတွက်ဒီစစ်ပွဲကိုဆက်လက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကအန်ကယ်ဘန်ရဲ့သိမ်းဆည်းထားတဲ့အရာတွေထဲကသေနတ်တစ်လက်ကိုထုတ်ယူရင်ဦးလေးဂုဏ်ယူစေရမယ့်အလုပ်ကိုကျွန်တော်လုပ်ပြမယ်လို့သစ္စာဆိုတာအမောင်လောကကိုစတင်ရင်ဆိုင်မှုအသင့်ဖြစ်နေပါပြီ။ဘန်ဦးရစ်ရဲ့အခန်းထဲမှာတော့ Osborn ရဲ့လူတက်သမားကဖုန်းကိုကင်တိုင်းအရာအားလုံးပြီးသွားပြီလို့သတင်းပို့နေပါတယ်။သူတို့ကဘန်ဦးရစ်ကိုတက်လိုက်ခြင်းအဖြစ်အမှန်တရားကိုဖုံးကွယ်နိုင်ပြီလို့ယူဆနေကြတော့။ဒါပေမဲ့တစ်ဖက်မှာတော့မျက်နှာဖုံးစွပ်ထားတဲ့စပိုင်ဒါမန်ကနှင်းမုန်တိုင်းတွေကြားထဲမှာလက်ထဲမှာတနတ်တစ်လက်ကိုကင်တိုင်းခံရတော့ပေါ်ထွက်လာပါတော့။သူကအရင်ကပီတာပါကမဟုတ်တော့ဘဲနဲ့ဂေါဘလင်မင်းဖျားစာတာရွတ်ထားပြီးတော့စပိုင်ဒါမန်လာနေပြီဆိုတော့ပြတ်သားတဲ့အတန်ပေးရင်အမောင်လောကကိုစတင်စိန်ခေါ်လိုက်ပါတော့တယ်။ Okay အခုပြောပြပေးတော့တဲ့အကြောင်းအရာကတော့ Marvel Comic တစ်ပုဒ်ဖြစ်တဲ့ Spider-Man Noir Comic Origin ပဲဖြစ်ပါတယ်။ Live Action Series ကလည်းမကြာခင်ထွက်လာတော့မှာဖြစ်တဲ့အတွက် Live Action မှာရောဇာတ်လမ်းကဘယ်လောက်တောင်ဓာတ်ပြီးတော့တီးဖြစ်နေမလဲ။ Comic ထဲကဇာတ်လမ်းကိုအခြေခံပြီးယူသုံးလာမှာလား။ဒါမှမဟုတ်ဇာတ်လမ်းပုံစံအသစ်တစ်မျိုးဖြစ်သွားမှာလား။ဒါကတော့စိတ်ဝင်စားစရာပါပဲ။ Brother တို့အနေနဲ့ရော Spider-Man Noir ကိုဘယ်လိုထင်ကြလဲ။ဗီဒီယိုလေးကိုအခုချိန်ထိအဆုံးထိလိုက်ပါကြည့်ရှုပေးနေတဲ့လူတစ်ယောက်ချင်းစီတိုင်းကိုကျွန်တော်ကကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်ကအကောင်းဆုံးဖန်တီးမှုတွေနဲ့အတူပြန်လာခဲ့မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like share subscribe လုပ်ပြီးတော့ notification လေးလည်းဖွင့်ဖို့မမေ့ထားကြနဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်